Hey guys, welcome back to my channel. Today we're going to learn 12 super useful phone conversation phrases for daily life. ဒီနေ့မှာတော့ဖုန်းပြောတဲ့အချိန်မှာအရင်သုံးများတဲ့ phrases နှစ်ခုကိုလေ့လာသွားမှာပဲဖြစ်ပါတယ်။ So without further ado, let's get started. I'm on the phone right now. ငါအခုဖုန်းပြောနေရဲ့ I'm on the phone right now. ငါအခုဖုန်းပြောနေတယ် I'm on the phone right now. ငါအခုဖုန်းပြောနေရဲ့ She is on the phone with her man. သူမအမေနဲ့ဖုန်းပြောနေရဲ့ She is on the phone with her man. သူမအမေနဲ့ဖုန်းပြောနေရဲ့ She is on the phone with her man. သူမအမေနဲ့ဖုန်းပြောနေရဲ့ He is on the phone non-stop. သူမနာဖုန်းပြောနေတယ်အဆက်မပြတ်ဖုန်းပြောနေရဲ့ He is on the phone non-stop. သူမနာဖုန်းပြောနေတယ်အဆက်မပြတ်ဖုန်းပြောနေရဲ့ He is on the phone non-stop. သူမနာဖုန်းပြောနေတယ်အဆက်မပြတ်ဖုန်းပြောနေရဲ့ Can you hear me? အတန်ကြားလား Can you hear me? ငါတန်ကြားလား Can you hear me? ငါတန်ကြားလား You are breaking up. မင်းတန်ပြတောင်းဖြစ်နေတယ် You are breaking up. မင်းတန်ပြတောင်းဖြစ်နေတယ် You are breaking up. မင်းတန်ပြတောင်းဖြစ်နေတယ် You are cutting in and out. မင်းတန်ကကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေတယ် You are cutting in and out. မင်းတန်ကကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေတယ် You are cutting in and out. မင်းတန်ကကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေတယ် The connection keeps dropping today. ဒီနေ့ line ခဏကြာနေတယ် The connection keeps dropping today. ဒီနေ့ line ခဏကြာနေတယ် The connection keeps dropping today. ဒီနေ့ line ခဏကြာနေတယ် The connection is really bad today. ဒီနေ့ line ကဆုတ်ပြတ်တတ်နေရပဲ line လည်းမကောင်းဘူး The connection is really bad today. ဒီနေ့ line လည်းမကောင်းဘူး line ဆုတ်ပြတ်တတ်နေရပဲ The connection is really bad today. ဒီနေ့ line ကလည်းဆုတ်ပြတ်တတ်နေရပဲ Call me back. ငါ့ကိုပြန်ခေါ်ပါ Call me back. ငါ့ကိုဖုန်းပြန်ခေါ်ပါ Call me back. ငါ့ကိုဖုန်းပြန်ခေါ်ပါ I'll call you later. ငါနောက်မှပြန်ခေါ်လိုက်မယ် I'll call you later. ငါနောက်မှပြန်ခေါ်လိုက်မယ်နော် I'll call you later. ငါနောက်မှပြန်ခေါ်လိုက်မယ်နော် Hold on a second. ခဏလောက်ကင်ထားနော် Hold on a second. ခဏလောက်ကင်ထားနော် Hold on a second. ခဏလောက်ကင်ထားနော် I'll hang up. ဖုန်းချလိုက်တော့မယ် I'll hang up. ဖုန်းချလိုက်တော့မယ် I'll hang up. ဖုန်းချလိုက်တော့မယ်ဟုတ်ကဲ့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဒီ phrases 12ခုထဲမှာမှ favorite phrase တွေကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာရေးပြသွားခဲ့ပါဦး So if you like this video give it a thumbs up and subscribe to my channel and have a great day ahead bye bye